ဟုတ်ရအောင်မင်္ဂလာပါအားလုံးမင်္ဂလာပါဒီညတော့ကျွန်တော် term signature ပေါ့နော် term signature တင်ပြီးမယ်ကျွန်တော်တီးတာကတော့44ပဲတင်တာနော်ကျွန်တော်တို့44ပဲဟိုမှာတင်ပြသွားတာကိုနောက် lesson တွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်တို့အရင်ကဗီဒီယိုတွေထဲမှာလည်းကျွန်တော်44တွေပဲတီးတာများနေပြီဆိုတော့ကျွန်တော်တို့ဒီ term signature တွေလည်းနည်းနည်းတီးထားဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ44ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီပေါ်ကိုကြည့်ရမယ်နော်ဒီပေါ်ကိုပဲကြည့်မယ်ဒီပေါ်ကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့၄ခုတွေ့တယ်၄လုံးတွေ့တော့ကျွန်တော်ဒီဘားထဲမှာ1 2 3 4ဆိုပြီးတော့ quadrant ၄လုံးကိုထည့်ပုံးတာဖြစ်တယ်နော်ဒီအောက်က4က quadrant ကိုဆိုလိုတာနော် quadrant ကိုဆိုလိုတာဟုတ်ပြီ4ဆိုရင်ဒီဘားမှာ1 2 3 4ဆိုပြီးတော့ quadrant ၄လုံးထည့်မယ်ဒီဒုတိယဘားမှာလည်း1 2 3 4ရှိမယ်ဆိုတော့ double bar နဲ့မဆုံးမချင်းပေါ့နော်ကျွန်တော်မြန်မာစာမှာလည်းတားနဲ့တဒီပြီးတော့ကျွန်တော်တို့ပုံမှန်ချတယ်เนาะအဲ့လိုပဲဒီစလုံးမတွေ့မချင်းပေါ့ဒီဘာဒီ double ကျွန်တော်တို့ဒီ double bar ပေါ့เนาะဒီ double ရှိပြီးတော့မှတင်ပြီးတော့လောက်ထင်ပါတယ် single line တို့ double bar double line တို့ပေါ့เนาะကျွန်တော်တင်ပြီးတော့ရှိတယ်ဒီလိုပုံမှန်တွေပေါ့เนาะမတွေ့မချင်းကျွန်တော်တို့ဒီ term ကဒီ term ဆိုတာက44လား64လားဆိုတာကဒီ44ကဒီ term ကလုံးဝပြောင်းမှာမဟုတ်ဘူး1 2 3 4ပဲတွားမှာဖြစ်တယ်နောက်ဆုံး double bar ရှိတယ်ဆိုမှကျွန်တော်တို့1 2 3 4ဒီရှိပဲတွားမှာဖြစ်တယ်အကယ်၍မဲ့ဒီနားလုံးမှာ double bar ချပြီး double bar ချမယ်ဆိုရင်ကျွန်တော်တို့1 2 3 4ဆိုတဲ့ဒီ term signature ကဒီ4ကဒီထိပဲတက်ရောက်မှာဖြစ်တယ်ဒီနားကနေ5 4ဆိုပြီး chain လိုက်လို့ရှိရင်ကျွန်တော်1 2 3 4 5ဒီအဲ့လိုစားမှာဖြစ်တယ်နော်အခုက double bar မရှိဘူးဆိုတော့ဒီလိုပုံမှန်မရှိဘူးဆိုတော့set သွားလို့ရတယ်ဆိုတဲ့သဘောနော်ဟုတ်ပြီဒီအပေါ်ကိုနားလည်ပြီဆိုရင်ကျွန်တော်တို့ဒီ5 4ကတော့ easy နော်ရပြီဟုတ်ပြီ5 4သွားရအောင်5 4ဆိုတော့အပေါ်ကိုပဲကြည့်မယ်လို့ခုနရှာပြောပြီးသွားပြီအပေါ်မှာ5ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီဘားမှာ1 2 3 4 5 quadrant 5လုံးသွားမယ်1 2 3 4 5ဒုတိယဘားမှာလည်း1 2 3 4 5သွားမယ်နော်6 4ဆိုရင်ဒီဘားမှာ6ခုရှိမယ်ဒီမှာလည်း6ခုရှိမယ်ဒီမှာ6ခုရှိမယ်7 4ဆိုရင်ဒီဘားမှာ1 2 3 4 5 6 8 9 10 20 7 4ဆိုရင်1 2 3 4 5 6 9နော်ခွန်ထိပဲသွားမယ်ဒီဒုတိယဘားပြန်စားတဲ့ချိန်မှာ1 2 3 4 5 6 9 10ကဲလည်းဟိုမားနေပြီနော်ဟုတ်ပြီပြန်ပြောင်းမယ်7 4ဆိုရင်ကျွန်တော်တို့ဒီ7 4ဆိုရင်ဒီဘားမှာ1 2 3 4 5 6 9ထိသွားမယ်ဒီဒုတိယဘားမှာလည်း1 2 3 4 5 6 9နော်ဟုတ်ပြီအပေါ်မှာ100ရှိပြီးတော့100 by 4ဆိုရင်နော်100 by 4ဆိုရင်ဘယ်လို counting လုပ်မှာလဲ100 by 4ဆိုရင်ဒီဘားမှာအလုံးကြီး100ခုရှိမယ်အဲ့လိုပြောချင်တာနော်အခုက7 4ဆိုတော့1 2 3 4 5 6 9အဲ့ဆိုရင်တင်တန်းသားများအားလုံးအင်စာပြီးခြင်းလဲ2 4ဆိုရင်ဒီဘားမှာဘယ်နှလုံးရှိမှလဲနော်9 4ဆိုရင်ဒီဘားမှာဘယ်နှလုံးရှိမှလဲဒီမှာဘယ်နှလုံးရှိမှလဲဒီပုံမှန်ချတယ်နော်အဲ့ဆိုတော့ဒါလေးအင်စာပေါ့နော်ကျောင်းသားဒါလေးအင်စာပေါ့တင်တန်းသားများအင်စာလုပ်ပြီးကြပါပြီးတော့ video clip ဖြစ်ဒီ 2 4ကိုပဲcounting ပေါ့နော် counting ဘယ်နှခုရှိလဲမဟုတ်ဘူးဆိုရင်ဒီ2 4ဒီ quad လေးမှာ1 2 3 4 5ထိရှိမှလားအဲ့လိုစာကြောင်းလေးဖြစ် video clip ဖြစ်ဒီလို short video ဖြစ်ရိုက်ပြီးတော့ပြန်ပို့ကြဖို့နော်မေတ္တာခံချင်ပါတယ်ကျေးဇူးတင်ပါတယ်